ဒီဗီဒီယိုလေးထဲမှာဆိုလို့ရှိရင်ကျွန်တော်က Arian ဆိုတာကဘာလဲဆိုတာကိုပြပြပြသွားမှာဖြစ်ပါတယ်ကျွန်တော်က Arian တွေကိုလေ့လာရတာကြိုက်တယ်ပေါ့နော်ဒါပေမဲ့ကိုယ်တိုင်တော့စကားပြောတဲ့ခါမှာထည့်မသုံးဖြစ်သေးဘူးပေါ့နော်Arian ဆိုတာကသူကစကားလုံးတွေစုထားတဲ့စကားစုတစ်ခုပေါ့နော်ဒါပေမဲ့တစ်ခုချင်းစီကနေပြီးတော့ဆိုလို့ရှိရင်တော့အတိတ်ပဲပြန်လို့မရဘူးပေါ့နော်ဒီစကားစုတစ်စုလိုက်ကိုမှအတိတ်ပဲတစ်ခုရှိတာကိုကျွန်တော်တို့က Arian လို့ခေါ်တယ်ပေါ့နော်ဥပမာမြန်မာလိုပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကကြက်ကန်းဆန်ဦးတိုးတို့မျက်နှာကြည်ဟင်းပက်ပါတို့အဲ့ကောင်တွေဆိုလို့ရှိရင်စကားလုံးတစ်ခုချင်းစီကိုသွားပြီးတော့အတိတ်ပဲပြန်လို့မရဘူးဗျာဒီစကားစုကြီးတစ်ခုလုံးကိုမှအတိတ်ပဲတစ်ခုထွက်တယ်ဟိုမှာကြက်ကန်းဆန်ဦးတိုးဆိုလို့ချင်းကန်ကောင်းသွားတာပေါ့နော်ဟိုမှာစာအုပ်မှာကြက်ကန်းဆန်ဦးတိုးသွားတယ်ဆိုလို့ချင်းစာအုပ်မှာငါကန်ကောင်းပြီးတော့ကိုကြက်တရားနဲ့တိုးသွားတယ်အဲ့လိုမျိုးဗျာအင်္ဂလိပ်စာမှာလည်းအဲ့လိုပဲဒီစကားလုံးတစ်ခုဒဲကိုသွားပြီးတော့အဓိပ္ပာယ်ကောက်လို့မရဘဲနဲ့ဒီစကားစုတစ်ခုလုံးကိုမှအခြားအဓိပ္ပာယ်တစ်ခုထွက်တာကိုကျွန်တော်တို့ idiom လို့ခေါ်ပါတော့ကျွန်တော်ဒီနေ့ပထမဆုံးပြပြသွားပေးမယ့် area ကကျွန်တော်ရမ်းကြိုက်တယ်ပေါ့နော်ခဏခဏလေးလေးလာထားတယ်ဒါပေမဲ့မိနေရဲ့အဲ့တခုကဘာလဲဆိုလို့ရှိရင် take something or someone for granted အဲ့ကောင်ကဘာအဓိပ္ပာယ်လဲဆိုတာကိုဒီဗီဒီယိုလေးထဲမှာပြပြပေးသွားမှာဖြစ်ပါတယ်သူ့မှာကအဓိပ္ပာယ်နှစ်ခုရှိရပါတော့ပထမတစ်ခုကဒါကတော့သူ့ရဲ့ definition ပြGoogle ကနေပြီးရှာလို့ရတယ်fail to properly notice appreciate or value someone or something သူကဘာပြောချင်တာလဲဆိုလို့ရှိရင်တစုံတစ်ယောက်တပတ်မဟုတ်တစ်ခုခုကိုappreciate လုပ်ဖို့ပေါ့နော်တန်ဖိုးထားဖို့မေ့နေရပေါ့နော်ဥမာတန်ဖိုးမထားမိဘူးပေါ့နော်ဒါပေမဲ့သူတို့ဖြစ်ဖြစ်အဲ့တခုခုမရှိတော့တဲ့အချိန်ခါကျမှသူ့ရဲ့တန်ဖိုးကိုကနားလဲလာတယ်အဲ့ဒါမျိုးဆိုလို့ကျွန်တော်တို့က take it for granted နဲ့သုံးတယ်ပေါ့နော်ဥပမာနဲ့ပြောမှဆိုလို့ရှိရင်အခုဒီ sentence မှာဆိုလို့ရှိရင်people took good health for granted အဲ့ကောင်မှာဆိုလို့ရှိရင်လူတွေကကျန်းမာရေးကောင်းတာကိုappreciate လုပ်ဖို့တန်ဖိုးထားဖို့မေ့ပြက်ကွက်နေပေါ့နော်ဒီလွယ်လွယ်လေးရပြီးတော့ဒီတိုင်းမဲ့သူ့ဟာသူရနေလို့ပဲထင်တာပေါ့ဗျာဒါပေမဲ့ကိုမနာမကျန်းဖြစ်တော့တဲ့အခါကျမှဒီကျန်းမာတာကကိုတန်ဖိုးထားမဲ့အရာမြန်သဘောပေါက်တယ်ပေါ့နော်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်နောက်တစ်ခု sentence မှာဆိုလို့ရှိရင် he does so much for them but they just take him for granted ဆိုလို့ရှိရင်သူကသူတို့အတွက်ဘာမှမဆိုလုပ်ပြီးရပေါ့ဗျာအများကြီးလုပ်ပြီးခဲ့တယ်ဒါပေမဲ့သူတို့ကအဲ့ကောင်လွယ်လွယ်လေးရတော့ပေါ်တန်ပဲဒီတိုင်းပဲထင်တယ်ပေါ့ဗျာတင်မလားတန်ဖိုးမထားဘူး appreciate မလုပ်ဘူးပေါ့နော်အဲ့ဒါဆိုလို့ရှိရင်အခုလိုမျိုးကျွန်တော်တို့ take it for granted နဲ့သုံးလို့ရတယ်နောက်ထပ်သူ့မှာအဓိပ္ပာယ်နောက်တစ်ခုကကျတော့ဒီ assume something is true without questioning it and without even thinking about it အဲ့ကောင်ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကတစုံတစ်ခုကိုအမြဲတမ်းရနိုင်မယ်လို့ထင်လိုက်တာဗျာအမြဲတမ်းမှန်းနေမယ်အဲ့ကောင်စင်းကိုမစင်စားထားဘူးအချိန်တန်ငါရမယ်ဆိုတဲ့သဘောမျိုးဆိုလို့ရှိရင်လည်းကျွန်တော်တို့က take it for granted နဲ့သုံးတယ်ပေါ့နော်ဥပမာဒီ sentence မှာဆိုလို့ရှိရင် I took it for granted that I would find the perfect job အဲ့ကောင်မှာဆိုလို့ရှိရင်ငါကအလုပ်ကောင်းတစ်ခုရမယ်ဆိုတဲ့ဟာကိုငါအမြဲတမ်းမှန်မယ်လို့ယုံကြည်ထားရပေါ့နော် I took it for granted ဆိုလို့ရှိရင်ဥပမာပေါ့နော်သူကအလုပ်ချလိုက်တိုင်းအချိန်ကာလတစ်ခုအတွင်းမှာရတယ်ပေါ့နော်2လ3လအတွင်းမှာရတယ်ဆိုလို့ရှိရင်သူကအဲ့ကောင်ကိုအမြဲတမ်းမှန်မယ်လို့ထင်ထားပါဗျာငါအလုပ်ပဲခြေပဲချာ1လ2လအတွင်းရမယ်အဲ့ကောင်ကအမြဲတမ်းမှန်မယ်လို့သူကတတ်မှတ်ထားလိုက်တာကိုသုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကtake it for granted နဲ့သုံးလို့ရတယ်ဥပမာနောက်တစ်ခုက he takes his parents support for granted and does whatever he wants without thinking about the consequences အဲ့ကောင်မှာဆိုလို့ရှိရင်သူကသူ့မိဘရဲ့ထောက်ပံ့မှုကိုဒီ take it for granted လောက်ထားတယ်ဆိုလို့ရှိရင်ဘယ်လိုပြောမလဲသူဘာပဲလုပ်လို့သူ့မိဘနောက်ကလိုက်ဖြည့်ရှင်းပေးရပါဗျာအဲ့ကြတော့ဒီသူ့မိဘရဲ့ဖြည့်ရှင်းပေးတယ်ဆိုတော့ဒီ
သူ့မိဘရဲ့အထောက်ပံ့ကိုသူကအမြဲတမ်းရမယ်လို့သူကထင်လိုက်တာဗျာအမြဲတမ်းမှန်နေမယ်သူဘာလုပ်လိုက်တာသူ့မိဘကသူ့ကိုလိုက်ပြီးဖြည့်ရှင်းပေးမယ်အကောင်ကိုသူကအဲ့လိုအမျိုးမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ take it for granted နဲ့သုံးလို့ရတယ်တချို့ပြောကြရပါမင်း don't take it for granted ဆိုလို့ရှိရင်ဒါကိုတရက်ဒီမှတ်မထားနဲ့ပေါ့နိအဲ့လိုမျိုးပြောချင်တာဗျာဒါအမြဲတမ်းမှန်နေတယ်ဆိုပေမဲ့မှန်တော့တဲ့အခါလည်းရှိနိုင်တယ်ပေါ့နော်ဥပမာသူ့မိဘကသူ့ဟို live ဖြည့်ရှင်းမပြီးတော့တဲ့အခါလည်းရှိနိုင်တယ်အဲ့လိုအမျိုးမှာဆိုလို့ရှိရင်ကျွန်တော်တို့ကtake it for granted နဲ့သုံးတယ်